ထမဦးဆုံးပေါ့ဗျာနော်ဒီနိုင်ငံဥမင်းအွန်လိုင်းအဖြစ်ကဘာနဲ့တူတယ်လဲဆိုတဲ့ခါကျတော့အိမ်တစ်ခုကိုအိမ်တစ်လုံးကိုသူဖြိုချဖျက်ဆီးပလိုက်တယ်မိရှုပလိုက်တယ်အဲ့တော့အခုသူအဲ့ဒီမြေကွက်ပေါ်မှာအိမ်စားဆောက်ရတယ်စားဆိုင်တဲ့ခါမှာတော့တိုင်နေပါတယ်အခုမှစပြီးတော့ထောင်ရတာပေါ့ဗျာနော်အဲ့တော့ဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ဥမင်းအွန်လိုင်းဒီဦးသိန်းစိန်ဦးတန်းရွှေလက်ထက်ကတိုးတက်ခဲ့တဲ့နိုင်ငံနော်ဦးသိန်းစိန်လက်ထက်ကတိုးတက်ခဲ့တဲ့နိုင်ငံရေးတွေဒေါအောင်ဆန်းစုကြည်လက်ထက်ကတိုးတက်ခဲ့တဲ့နိုင်ငံရေးတွေဒီနိုင်ငံရေးအဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှုတွေအားလုံးဟာအိမ်ကြီးတစ်လုံးဟာပြီးသလောက်ဖြစ်ပြီးတော့ပြည်သူလူထုကပျော်ရွှင်ရမယ့်အချိန်ကိုရောက်နေပါပြီအဲ့ဒီအချိန်မှာတော့ဦးမင်းအွန်လိုင်းရဲ့သူဘာတွေရယူခြင်းလဲတော့ကျွန်တော်မသိဘူးပေါ့ဗျာနော်တနည်းအားဖြင့်သေချာတာတခုကတော့သမရယာတုကိုယူသွခုံမြင်မှုကတော့လုံးဝကျွန်တော်တို့ညင်းလို့မရတဲ့အချက်ဖြစ်တယ်အဲ့တော့ရာပြီးဆုံးနေတဲ့အိမ်ပေါ့ဗျာနော်ရှေ့ဆောက်ပြီးတော့ပေါ့နော်ရှေ့လျှောက်ပြီးတော့ကောင်းဖို့ပဲရှိတော့တဲ့အိမ်တစ်လုံးဟာသူဝင်ပြီးတော့ဖြတ်စည်းဖြိုလဲပလိုက်တယ်ဖြိုလဲပြီးတော့သူ့စိတ်ကြိုက်အခုပြန်စောင့်နေရတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီအိမ်ဒီနေရာဟာသူဖြတ်စည်းခဲ့ပြီးအခုဆိုရင်တော့တစားစားပြန်ဆောက်ပေါ့ဗျာနော်ခင်ဗျားတို့တွေဖြတ်စည်းခဲ့တာပဲအဲ့တော့ဘလို့ပဲဖြစ်ဖြစ်အခုအိန္ဒိယနိုင်ငံကမြန်မာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတွေ့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အိမ်ကအခုစားဆောက်နေတဲ့သူတယောက်အနေနဲ့တော့ဘယ်လိုခေါ်မလဲအိမ်တိုင်းတိုင်းထပ်ပြီးတော့ပြီးသွားပြီပေါ့ဗျာနော်ကျွန်တော်ဘယ်လောက်ထပ်ဆောက်အောင်မသိဘူးဗျာခင်ဗျားဖြတ်စည်းခဲ့တဲ့နိုင်ငံခင်ဗျားဖြတ်စည်းခဲ့တဲ့ဒီလူမှုအတိုင်းဝိုင်းခင်ဗျားဖြတ်စည်းခဲ့တဲ့နိုင်ငံရေးကိုခင်ဗျားပြန်တိဆောက်ရတာပါပဲနော်အဲ့တော့ကျွန်တော်တို့နိုင်ငံအတွက်ပဲကြည့်ရတဲ့အတွက်ကြောင့်မို့လို့ဘသူပဲလုပ်နေကောင်းတာလုပ်နေကြိုးဆိုပါတယ်ဟလားအဲ့တော့အိန္ဒိယနဲ့မြန်မာအခုလိုမျိုးပူပေါင်းဆောင်ရွက်မှုတွေနဲ့အတူတန်တမာရေးသွားနေတာဟာပြည်သူကိုဗဟိုပြုတယ်နိုင်ငံကိုဗဟိုပြုတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝကြိုးဆိုရမှာပါဒါမဲ့တခုရှိရပါဦးမင်းအွန်လိုင်းအနေနဲ့ကလည်းနိုင်ငံတော်ကိုလက်ညှိုးထိုးပြီးတော့ဟလာဒီဘယ်လိုခေါ်မလဲကျွန်တော်တို့တယံဇာတလက်ညှိုးထိုးပြီးတော့လောက်ကွက်တွေလက်ညှိုးထိုးစီမံကိန်းလက်ညှိုးထိုးပြီးတော့နော်မိမိတရားဝင်ရေးနော်အချင်းထောင်ပတ်ဝန်းကျင်သားမှာအခုချိန်ထိအဲ့ပင်နာရက်ကွက်တွေကပြည်သူလူထုကိုစစ်ပေးဆောင်တွေလုံးဝပြန်ဝင်လို့မရသေးဘူးဝင်ခွင့်လည်းလုံးဝမပေးသေးဘူးမပေးတဲ့ခါကျတော့ပြည်သူလူထုအနေနဲ့ပေါ့အဲ့ဒီမှာရှိနေတဲ့စစ်ပေးဆောင်တွေအနေနဲ့သူတို့အိမ်တွေပြန်ကြည့်လို့မရဘူးဆိုတာပြန်ကြည့်လို့ရတယ်ခွင့်တောင်းပြီးပြန်ဝင်လို့ရတယ်နေလို့တော့မရသေးဘူးသူတို့အိမ်တွေသူတို့ပြန်ကြည့်တဲ့ခါမှာလုံးဝပစ္စည်းတွေဘာမှမရှိတော့ဘူးအဲ့ဒီကပစ္စည်းတွေကိုအဲ့ဒီနားမှာရှိတဲ့မခေါ်မဆိုတော့ဝန်ထမ်းတွေပေါ့ဗျာနော်ဝန်ထမ်းတွေလို့ပဲပြောပြစီဝန်ထမ်းတွေကခိုးပြီးတော့ရောင်းနေရရှိတယ်သူတို့တကားရွက်တွေဓမီကျိုးတွေကအစနော်ရက်စစ်မီးကျိုးတွေကအစခိုးပြီးရောင်းနေရရှိတယ်အဲ့လိုခိုးပြီးရောင်းတဲ့အခါမှာတော့ပြည်သူတွေကပြန်သွားတယ်သူတို့တိုင်လို့မရဘူးတိုင်တဲ့ကောင်ဘယ်လောက်ထိလဲဆိုလို့ရှိရင်အဲ့ဒီကဝန်ထမ်းတွေပေါ့ဝန်ထမ်းကဘာပြောလဲဆိုလို့ရှိရင်မင်းတို့တိုင်ရဲကောင်မင်းတို့အိမ်မှာမီးရှို့ပြစ်မဆိုချင်းချောက်ထားတာတွေရှိတယ်အဲ့တော့ပြည်သူလူထုအိမ်တွေကိုသူတို့ပစ္စည်းလိုမျိုးပဲအကုန်လုံးခိုးနေရတယ်ပြည်သူတို့ကတိတိကြီးနဲ့ခံနေရတယ်ပြည်သူကအခုဆိုရင်ပေါက်ကွဲထွက်လာပြီပေါ့ဗျာနော်အဲ့ဒီလိုက်ကောအကျဉ်းထောင်ရဲ့ဝန်ထမ်းဆိုလိတ်ကြီးလို့တော့သူ့ကိုခေါ်တယ်ဗျာဒီလားသူကလောလောဆယ်ချင်းချောင်းတာမူရည်စေဝါတွေတုံးဆွဲပါတယ်တဲ့နော်အဲ့တော့သူ့နာမည်တွေသိတော့ညာလဲကျွန်တော်အနေနဲ့ကျင့်ဝတ်ရမပြောချင်သေးဘူးလိတ်ကြီးတော့ပဲသိထားကြပါအောင်ဗျာနော်အဲ့တော့ပြည်သူလူထုအိမ်တွေကိုခိုးရောင်ဖြုတ်ရောင်လုပ်နေတဲ့ဒီဝန်ထမ်းတွေကိုတန်နိုင်ဆုံးဒီမူရည်စေဝါတွေကအစားပေါ့နော်လုပ်နေတဲ့သူလို့လည်းကြားသိရပါတယ်အဲ့တော့ပြည်သူတွေကိုချင်းချောက်ထားတယ်ပြောရဲသူပြောတယ်မင်းတို့ပြောတဲ့အိမ်ကိုငါမီးရှို့မယ်ဒါကတော့ချင်းချောက်မှုတွေတခုပဲဗျာနော်အိမ်ရှင်တွေခွင့်ပြုပြီးတော့ပြန်ကြည့်တဲ့အခါသူတို့အိမ်တွေမှာဘာမှမရှိတော့အခုချိန်ဒီနဲ့သူတို့မျက်စိရှိမှာပဲသူတို့အိမ်တွေကိုဖြုတ်ရောင်းခိုးရောင်းနေတာတွေကတော့လုံးဝမကောင်းဘူးဗျာနော်လွိုင်ကော်မြို့လည်းအေးဆေးဖြစ်နေပြီဆိုရှင်ပြည်သူလူထုကိုပြန်ဝင်ခွင့်ပေးသင့်နေပါပြီနော်အရွာတွေကအစအေးမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ဖို့မလွယ်ဘူးလေကျွန်တော်ပြောပြရပြီပဲဘာကြောင့်လဲဆိုတော့ပြည်သူလူထုကမြန်မာပြည်သူလူထုကပုံမှန်နေပြောအစွမ်းစားရှိတဲ့ပြည်သူလူထုတွေဖြစ်တယ်မြန်မာနိုင်ငံအစိုးရကိုခင်ဗျားတို့ကြိုက်သလောက်မြန်မာပြည်ကြီးကိုနိုင်ငံတကာကြိုက်သလောက်စီးပွားရေးပိတ်ဆို့လို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံနဲ့ဘေးချင်းကပ်ရရှိတဲ့နိုင်ငံတွေပေါ့တရုတ်တို့အိန္ဒိယတို့ထိုင်းတို့နော်လာအိုတို့ကမ္ဘောဒီးယားတို့နော်ဒီဘင်္ဂလားဒေ့ရှ်ရှိတယ်အဲ့တော့နေဆက်တွေကနေပြီးတော့ဝယ်နိုင်သုံးနိုင်ဆွဲနိုင်နေကြသေးပါပဲနော်အဲ့တော့ပြည်သူသာအခွင့်အရေးရှိမယ်ဆိုပြည်သူကကိုယ့်စီးပွားကိုရှာစားတတ်ပါတယ်တနည်းအားဖြင့်အခုမြန်မာနိုင်ငံမှာပြည်သူလူထုဆင်းရဲဆိုသိချတယ်နိုင်ငံအုပ်ချုပ်တဲ့သူတွေကပိတ်ထားလို့ပါနိုင်ငံအုပ်ချုပ်တဲ့သူတွေကသာဖွင့်ထားပြီးမယ်ဆိုရှင်ဒီလမ်းကြောတွေကနေပြီးတော့ကြိုက်တဲ့ပစ္စည်းဝယ်သုံးလို့ရပါတယ်မြန်မာနိုင်ငံမှာ iPhone သုံးနိုင်တာဟာဒါအန်အောစရာမဟုတ်ပါဘူးခင်ဗျာနော်အဲ့တော့မြန်မာနိုင်ငံမှာခင်ဗျားတို့ပြည်သူလူထုကရန်ဆင်းရဲမွဲတေမှုတွေများနေတယ်သို့တော်ညာလည်းပဲဘယ်ချိန်ပဲဖြစ်ပေါ့ဗျာနော်ဘာကြီးပဲဖြစ်နေပါလူတစုတော့ကတော့
တစုတော့မဟုတ်တစုကတော့အဲ့ခစ်မှာခစ်ပြက်မှာကောင်းစားတဲ့လူကတော့ရှိနေသေးပဲဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့အော်စရာမဟုတ်ဘူးဗျာဒီလူတစုကတော့သုံးနိုင်ဆွဲနိုင်သွားနိုင်လာနေအောင်ပါပဲခင်ဗျာနော်အဲ့တော့ iPhone တွေသုံးနိုင်ကြမှာပဲဒါပေမဲ့မြန်မာနိုင်ငံရဲ့လူအများစုကတော့ဆင်းရဲနေကြသေးပဲဖြစ်တယ်ပေါ့ဗျာနော်ဒါပေမဲ့တခုရှိတယ်အဲ့လူတစုချမ်းသာတာကိုကြည့်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးဟာသုံးနိုင်ဆွဲနိုင်နေပါတယ်လို့မထင်ပါနဲ့သမင်းအောင်စားစရာမရှိရတဲ့သူတွေငတ်ပြတ်နေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေကမြန်မာနိုင်ငံလူကြီးကိုအချိုးချလိုက်မယ်ဟဲ့ဆိုရှင်တော်တော်ကြီးကိုများပါတယ်နော်သုံးဆွဲနိုင်ဆိုလက်တစုပ်စားတော့ပါပဲကျွန်တော်တို့ဘယ်လောက်ထိသွားမယ်ဆိုလို့ရှိရင်10ရာခိုင်နှုန်းလောက်သောသူတွေပဲကောင်းစားနေတာပါအဲ့10ရာခိုင်နှုန်းလောက်သောလူတွေပိုင်ဆိုင်နေတဲ့ပိုက်ဆံဟာဒီ90ရာခိုင်နှုန်းသောသူတွေအားလုံးရဲ့ပိုင်ဆိုင်မှုထက်တောင်များနေပါသေးတယ်နော်အဲ့တော့ချိုးစားမညီမျှဘူးလေမြန်မာနိုင်ငံမှာဖြစ်နေဒါကလည်းဒီအစိုးရရဲ့အတုံးမကျမှုတွေပေါ့ဗျာနော်နိုင်ငံပျက်စီးမှုရဲ့အကျိုးတရားတွေပေါ့ပြောရမှာဆိုလို့ရှိရင်တော့မန္တရာဘက်တော်ကောင်မင်္ဂလာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗါတယ်လှိုင်းသားရမီး point နေမှာတဲ့မီးစိမ်းဖြတ်တယ်ဗျာတဲ့အလဲရောက်လို့ဝါသွားရင်ဖမ်းနေဗျာတဲ့ဒဏ်ငွေအနှိမ့်ဆုံး9000နဲ့အသေးအတန်တောင်းတယ်တဲ့ဖြစ်တင်လားဗျာမရှိလို့ဘီရွယ်လေးဆွဲစားပါတယ်ဆိုမှ9000 1000တန်ရိုက်ခံနေရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဆွမ်းနာပြောပြသွားပြီပဲအဲ့တော့ခင်ဗျားတို့ဘီရွယ်ဆွဲစားရတဲ့သူတွေပြည်သူလူထုကဘယ်လောက်ရှိအောင်တော်တော်များပါတယ်ဒါပေမဲ့အာဏာရှိတဲ့လူတစုပေါ့ဗျာနော်အာဏာလုတ်ပိုင်ခွင့်ရှိတဲ့လူတစုဒီလူတစုကိုခင်ဗျားတို့ကပေးနေကမ်းနေရတယ်ကမ်းတဲ့ခါသူတို့ကကောင်းကောင်းသုံးနိုင်စားနိုင်တယ် iPhone လာသုံးနိုင်တယ်ကားလာစီးနိုင်တယ်နော်ဘယ်သူစီကရတာခင်ဗျားတို့စီကရတာပဲအဲ့တော့ဒီ10ရာခိုင်နှုန်းဒီ15ရာခိုင်နှုန်းလောက်ကပိုက်ဆံသုံးမကုန်းလောက်ရှိတယ်ခင်ဗျားတို့ပုံခေါ်မဆိုရှင်အသုံးချပြီးသူတို့ကြီးပွားတိုးတက်နေတာပေါ့ဗျာနော်မင်္ဂလာကောင်မနဲ့တချင်းဆိုအရန်တော်တယ်တဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော်ဆိုင်ဟုတ်ကဲ့ဟောတာပေါ့ဗျာတဲ့ဒေါ်စုလက်ထက်ကတောင်းတဲ့ဒီလောက်ချမ်းသာတဲ့သူတွေမတွေ့ဘူးတဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်ကချမ်းသာတဲ့သူမတွေ့ဘူးဆိုတာမှန်တယ်ဘာကြောင့်ဒေါအောင်ဆန်းစုကြည်လက်ထက်မှာဘယ်လိုဖြစ်လဲဆိုတော့ပြည်သူလူထုရဲ့ချမ်းသာမှုကအချိုးစားအညီအများကြီးမဟုတ်ရင်တော့မှပဲဘယ်လိုခေါ်မလဲလူလက်တန်းစားတွေတဖြည်းဖြည်းနဲ့ပေါ်လာတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုကိုအခွင့်အရေးပေးတယ်ကျွန်တော်ဆန္ဒပြောကျွန်တော်နိုင်ငံကလုံးဝပြည်သူလူထုကအစိုးရအောင်ရှာကျွေးစရာမလိုအစိုးရတော်မှာလုပ်ငန်းကိုင်ငန်းဖန်တီးပေးစရာမလိုအစိုးရအလုပ်ကတစ်ခုပဲရှိတယ်ပြည်သူလူထုကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လွတ်လပ်ခွင့်ပေးဖို့ပြည်သူလူထုကိုဘယ်လိုခေါ်မလဲဆိုတော့အခွင့်အရေးပေးဖို့နော်နောက်တစ်ခုကသူ့ရဲ့လုပ်စရာတွေဖြစ်တဲ့အခြေခံအဆောက်အအုံတွေတည်ဆောက်ပေးဖို့အဲ့ဒါတွေတည်ဆောက်ပေးရင်ပြည်သူလူထုကသူစီးပွားကိုသူရှာစားနိုင်တော့ပြည်သူဖြစ်တယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့မြေခံရေခံတိတ်ကောင်းတယ်အဲ့တော့အဲ့ဒီချိန်မှာဟိုခေါ်မယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာပြည်သူတွေအနေနဲ့သွာလာရေးကအစပြည်သူလူထုပေါ်မှာခေါ်မယ်ဆိုတော့အခွင့်အရေးတွေပေးတယ်ပေါ့ဗျာနော်လုတ်ပိုင်ခွင့်တွေပေးတယ်ပြည်သူလူထုကကိုစီးပွားကိုရှာစားနိုင်တဲ့အထီကိုရှိတဲ့ခါမှာတော့ပြည်သူလူထုရဲ့ဒီချမ်းသာမှုဟာမျှတနေတယ်ပြောလို့ရတာပါမျှတနေတယ်အခုကျတော့အရန်တိတာလုံးနဲ့တစုတစ်ဖွဲ့လောက်ကနော်တပိုင်းပေါ့အနီးတနည်းအားဖြင့်ပြောမှဆိုလို့ရှိရင်ပေါ့ဗျာနော်လုတ်ပိုင်ခွင့်ရှိတဲ့သူနဲ့နီးစပ်သောသူတစုလောက်ကသုံးနိုင်တယ်ဆွဲနိုင်တယ်စားနိုင်တယ်လှူနိုင်တယ်တန်းနိုင်တယ်ဒါကိုကြည့်ပြီးတော့ကျွန်တော်ကျန်တဲ့ဟိုခေါ်မယ်ဆိုတော့ပြည်သူလူထုအားလုံးအများစု80ရာခိုင်နှုန်းလောက်ကမွဲပြပြီးတော့ခွေးဖြစ်နေကြတာဖြစ်တယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်လည်းဘာကြောင့်လဲဆိုလို့ရှိရင်ချိုးစားကတိတ်ပြီးတော့ချိုးစားလူလက်တန်းစားပေါ်လာအခုကလူလက်တန်းစားပျောက်ဆုံးပြီးတော့လူချမ်းသာနဲ့လူမွဲပဲဖြစ်နေတာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်မြင်ပါနော်ပြည်သူတွေသားတဲ့မေတ္တာများပို့လူယုံမာတွေမေတ္တာများပို့ပေါ့လူယုံမာသူအာဟုသူသူသွားလိုက်မယ်မေတ္တာချုံနဲ့လုံပါလေဗျာနော်သူတို့ပဲချမ်းသာကြတယ်တဲ့ပြည်သူကတောင်းစားဘဝမတက်တော့ဘူးတဲ့သိတာလေခင်ဗျာဝေးမကြည့်နဲ့ဘယ်လိုခေါ်မလဲဆိုတော့ဆယ်ဒီတွေလည်းလှူနေကြတာပဲပိုက်ဆံတွေကျဲနေကြတာပိုက်ဆံတွေကျဲတော့အောက်ကလိုက်ကောက်ရပြီးလိုက်ပြီးတောင်းနေရပြီဆိုမှဝေးကြည့်လိုက်ဝေးမကြည့်နိုင်ဗျာပေးနိုင်တဲ့သူက1ယောက်တည်းရှိတယ်တောင်းတဲ့သူကကောက်နေတဲ့သူက10ယောက်လောက်ရှိတယ်ဆိုဒါသေချာသွားပြီဒါကမြန်မာနိုင်ငံမှာ10ရာခိုင်နှုန်းလောက်ကပဲချမ်းသာပြီးတော့ကျန်တဲ့90ရာခိုင်နှုန်းလောက်ကမွဲတေတထောင်းစားဖြစ်နေကြတယ်အဲ့တော့ဒီ10ရာခိုင်နှုန်းကရောဘာကြောင့်မလို့ဒီလိုပိုက်ဆံတွေရှိကြလဲသေချာတစ်ခုကတော့အာနာပိုင်းတော့၎င်းမအာနာရှိသူအတိုင်းဝိုင်းနဲ့နှီးစက်တဲ့သူတွေ
ကြီးဝါတာပုံများပါတယ်တာမန်ကောင်းရောင်းကောင်းဝယ်လှုပ်ရှားတဲ့သူတွေကိုစီးပွားကိုလှုပ်ရှားတဲ့သူတွေနောက်တစ်ခုကအာနာဘိုင်ကိုမချင်းကပ်နိုင်သောသူတွေနော်တနည်းအားဖြင့်ပေါ့ဗျာနော်အရာရှိအရာခံအတိုင်းဝိုင်းမရှိတဲ့သူတွေပေါ့မရှိတဲ့သူတွေကလှုပ်ရှားလို့လုံးဝမလွယ်တော့ပါဘူးအဲ့တော့အာနာဘိုင်နဲ့အာနာရှင်နဲ့အာနာဘိုင်နဲ့သူ့အတိုင်းဝိုင်းတစ်တိုက်ကြီးပွားနေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့နိုင်ငံလုံးအဖြစ်ကတော့ငွေတီစင်းရဲနေတာပါပဲဗျာမြန်မာနိုင်ငံလူဒန်းစား2ရက်ပဲရှိတော့တယ်အရန်ချမ်းသာတဲ့သူနဲ့အရန်ဆင်းရဲတဲ့သူပဲအဲ့လိုပြောလို့ရှိရင်လုံးဝမှန်နေတယ်နော်အရန်ချမ်းသာသူတွေများတယ်ဆင်းရဲတဲ့သူတွေကအရန်ကိုများနေတယ်လူတွေဒန်းစားမရှိဘူး iPhone ကင်နေတဲ့သူတွေကအုပ်ကြီးတွေပါကိုမောင်ရေးဒီ iPhone တွေပေါ့ဆန္ဒပြော iPhone တွေကတော့ပြည်သူလူထုကိုခင်ဗျားတို့ဘယ်မှမပိတ်တယ်ပိတ်ချင်တဲ့လောက်ပိတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြည်သူလူထုတွေကမြန်မာပြည်ရဲ့ပြည်သူလူထုတွေကစမ်းစားရှိတဲ့ပြည်သူလူထုတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရေခံပြေခံကောင်းတယ်နေဆက်လမ်းကြောင်းတွေရှိတယ်အဲ့ကနေပြီးတော့ခင်ဗျားတို့လိုချင်တာမှားလို့ရတယ်ကြိုက်တာတော့ကြိုက်တာမှားပိုင်ခွင့်ရှိတယ်ဟုတ်ကဲ့ပါတဲ့ကျွန်တော်တို့အိန္ဒိယနိုင်ငံကိုလည်းယုံစားလို့မရဘူးကိုမောင်ရေးတဲ့အိန္ဒိယနိုင်ငံကိုလည်းယုံစားလို့မရဘူးဆိုတဲ့ခါကျတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် live လေးတစ်ခုမှပြောလိုက်ကျွန်တော်အခုထိုင်းနိုင်ငံကိုသွားတယ်ထိုင်းနိုင်ငံကိုသွားတဲ့အခါမှာကျွန်တော်ချစ်တဲ့သူတွေများတယ်ချစ်တဲ့သူတွေတွေ့ရတယ်နော်နိုင်ငံရေးအသွင်တူတာအမြင်တူတာပဲသူတို့ကလည်းနိုင်ငံရေးကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်ပုံကိုယူသူတို့ချစ်ကြတာဘာကြောင့်ဆိုတော့ကျွန်တော်ဘာအယောင်လဲသူတို့သိတယ်ကျွန်တော်ရက်တီချက်ဘာလဲဆိုတော့သူတို့သိတယ်သူ့ဘာတော့သူတို့သိတာဘာလဲဆိုတော့ပြည်သူလူထုကိုမျက်နှာမူတဲ့သူမှမြောက်သူတို့ချစ်ပုံရပါတယ်အဲ့တော့ကျွန်တော်ကိုကြိုဆိုကြတယ်ကြိုဆိုတဲ့အခါမှာကျွန်တော်ကိုထင်းဝိုင်းလေးတွေနဲ့ကြွေးကြတာပေါ့ထမင်းကြွေးကြတာပေါ့နော်အဲ့တော့သူတို့သိတာပါဆိုတော့ကျွန်တော်ကိုကြိုလို့သူတို့ဘာမှမရဘူးဘာမှရမှာမဟုတ်ဘူးကျွန်တော်စီကခင်မင်မှုနဲ့မေတ္တာတရားပဲရဒါအပေါ်မှာပဲခြေခံပြီးတော့ပဲသူတို့ကကျွန်တော်ကိုချစ်ကြတာဖြစ်တယ်ဒါမဲ့တော့ဦးမင်းအွန်လိုင်းကိုကြိုဆိုတော့အိန္ဒိယဘာရသွားမလဲဆိုတာဘာရသွားမယ်ထင်တယ်ခင်ဗျားတို့ဘယ်လိုထင်တယ်ကျွန်တော်တစ်ချက်ပြောပြပါဦးမင်းအွန်လိုင်းကိုအတိမတ်ပြုလိုက်တဲ့ရုရှားကဘာရသွားလဲကျွန်တော်မြန်မာနိုင်ငံဘာရသွားလဲဗျာရေနဲ့စိတ်ကန်းရသွားလားရသွားတယ်နော်ထို့တူဦးမင်းအွန်လိုင်းကိုအတိမတ်ပြုလိုက်တဲ့တရုတ်ဘာရသွားလဲမြန်မာပြည်နီးပါးတခါမြန်မာပြည်အကုန်လုံးနီးပါးရသွားမြစ်စုံတွေပါလေနော်တခါလေပြည်သူလူထုနှလုံးသားကိုခြေပြီးတော့မြစ်စုံလုံမဲ့အထိအောင်ရသွားတယ်ဦးမင်းအွန်လိုင်းကိုကြိုဆိုလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာတနည်းအားဖြင့်ဟုတ်ပြီထိုင်းနိုင်ငံဦးမင်းအွန်လိုင်းကိုအတိမတ်ပြုလိုက်တဲ့အတွက်ကြောင့်မလို့တဘာဝတန်းဝေလောက်ကွက်တွေရတယ်ဟုတ်ပြီအိန္ဒိယတေချာတစ်ခုကအိန္ဒိယသည်ဦးမင်းအွန်လိုင်းကိုကြိုဆိုတဲ့အတွက်ကြောင့်မလို့တခုခုရသွားပါပြီရသွားမှာတခုခုမဖြစ်နေရသွားမှာပါနော်စီမံကိန်းတွေဖြစ်ကလတန်စီမံကိန်းတို့ဟလားနောက်ထပ်ကျွန်တော်တို့ဒီပေါ့လန်ဒရာကျွန်တော်ထိုင်းအိန္ဒိယမြန်မာထိုင်းအိန္ဒိယမြန်မာလန်ဒရာကိစ္စတွေနောက်ပြီးမြေရှားတပ်ထုတွေလာပါလိမ့်မယ်အိန္ဒိယအတွက်ဘာတွေလာမလဲဆိုတော့ဒါတွေကသူလက်ဆောင်ပနာလို့အသုံးချပြီးသူလူရဝင်မှုနိုင်ငံတကာမှာလူရဝင်မှုစူးစမ်းပြည်သူလူထုအတွက်တော့ကျွန်တော်တို့ဖြစ်မယ်လို့မျှော်လင့်နေပေါ့ဗျာနော်အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တရားဇာတာတွေဒီလောက်ကောင်းစားပြီးတော့เนาะဒီလောက်များပြီးတော့မြန်မာလူမျိုးတွေဘာကြောင့်မလို့ဆင်းရဲနေရတယ်လဲဆိုလို့ရှိရင်ကျွန်တော်စီမှာရှိတဲ့တရားဇာတာကအခုတနည်းအားဖြင့်ခင်ဗျားတို့ပြောလို့ပေါ့ဗျာလူရမွေးနဲ့ဆိုရလူရဝင်ဖို့အတွက်ဓာတ်တွေကိုလက်ဆောင်ပနာအဖြစ်အသုံးချနေမှာတော့ခင်ဗျားတို့ဘယ်လိုလုပ်ပြီးတော့ခင်ဗျားတို့ပြည်သူတွေကြီးပွားဖို့เนาะလမ်းစာရှိတော့မှာလဲဗျာเนาะအဲ့တော့အိန္ဒိယကိုယုံလို့မရဘူးဆိုတာမယုံပါနဲ့เนาะသူတို့ရဲ့အကျိုးစီးပွားအတွက်ပဲအဓိကထားပြီးတော့ဆက်ဆံကြတာပါအဲ့တော့ဘာတွေရသွားမလဲအိန္ဒိယကိုကျွန်တော်စောင့်ကြည့်မယ်နော်ဘာလောက်ကွက်တွေပေးဦးမှာလဲဟုတ်လားထိုင်းကတော့တေချာတယ်ထိုင်းကသဘာဝတန်ငွေလောက်ကွက်တွေရပါလိမ့်မယ်ပညာရေးနဲ့ကျန်းမာရေးအတွက်နှစ်ဖက်အဖွဲ့အစည်းတွေညှိနှိုင်းပေးပါအောင်ကိုမောင်တဲ့ဟုတ်ကဲ့ပါပညာရေးနဲ့ကျန်းမာရေးအတွက်မှန်ပါလားပညာရေးဒါနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အယူဆနဲ့ယက်တီချက်ကတော့ရိုးရှင်းတယ်နော်ခင်ဗျားတို့အစိုးရကိုကြိုက်ချင်ကြိုက်မကြိုက်ချင်နေကျွန်တော်စိတ်ဝင်စားအောင်စစ်တပ်ကိုခင်ဗျားတို့ကြိုက်ချင်ကြိုက်မကြိုက်ချင်နေစိတ်ဝင်စားအောင်ဒါပေမဲ့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့တနည်းအားဖြင့်ကိုယ့်ရဲ့ဘယ်လိုပညာရေးကိုမဖြတ်စည်းသင့်ဘူးနော်ပညာရေးမှာတော့ကိုသားသမီးတွေဘာကြောင့်လဲဆိုတော့တော်လန်ရေးကကြာအောင်ပါလေကြာတဲ့ကလေးခု9နှစ်ဗျာ9နှစ်မှာတက်ကြီးလာတဲ့9နှစ်ကလေးတွေချုပ်ပညာမတက်လို့ရှိရင်ဘယ်ဖြစ်ပါမလဲဗျာနော်အဲ့တော့ပညာရေးကိုတော့နှစ်ဖက်စလုံးကရှော့ပေးတင်ပါတယ်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်စစ်တပ်ဘက်အုပ်ချုပ်သူဘက်ကလည်းဘယ်ဘက်ချမ်းကဘယ်ရောင်ဘယ်ဝါရောင်တွေပေါ့နော်ဟိုဘယ်နိုင်ငံရေးအရောင်တွေကကလေးတွေစာပဲလာတင်
လွတ်မြောက်ခွင့်တွေပေးတင်တယ်မြန်မာနိုင်ငံရဲ့အနာဂတ်တွေဖြစ်တယ်နော်အဲ့တော့ဒီဘက်ချမ်းပေါ့ဒီတော်လိုင်းဘက်ချမ်းကလည်းကိုသိထားပါလို့ဆိုမိမိတော်လိုင်းရေးဒီကြောင်းမယ်ဆိုသည်တယောက်ကြောင့်မို့လို့လက်တွေ့ကြဖို့လိုပါတယ်လက်တွေ့ကြဖို့ဆိုတဲ့နေရာမှာမိမိတော်လိုင်းမိမိဆက်လုပ်နေရအကြောင်းမဟုတ်ဘူးလေနော်ဘာမှမဆိုင်တော့ဒီပညာရေးတွေတော့ view site ပါနောက်ဆုံးပဲပညာသင်နေတဲ့သူတွေကလည်းဘယ်အကြောင်းမှရှိစရာမလိုဘာကြောင့်လဲဆိုတော့မိမိအတွက်မိမိသင်နေရတယ်အတန်းကြောင်းနေမိမိအတွက်မိမိသင်နေရလို့သဘောထားပါဘာကြောင့်လဲသိလားခင်ဗျားတို့ဥပမာဖြစ်ဗျာမြန်မာနိုင်ငံမှာဒေါက်တာဖြစ်ပြီးမြန်မာနိုင်ငံမှာပြန်လုပ်เสียရမလို့ဟုတ်တယ်ကိုယ့်အတွက်ကိုသင်နေဟုတ်တယ်လေကိုလည်းပတ်စံပေးပြီးသင်နေရပဲကိုပတ်စံပေးပြီးသင်နေတာအကယ်၍အစိုးရနဲ့ကိုပညာတက်သွားပြီနော်ဘွဲ့ဒီဂရီရှိသွားပြီဆိုလို့ရှိရင်အစိုးရနဲ့ပူးပေါင်းညီမပူးပေါင်းမပူးပေါင်းဘူးမြတ်ကိုနိုင်ငံတကာထွက်ပြီးသွားမယ်ဗျာကိုဒီနိုင်ငံကရတဲ့လက်မှတ်ကိုဟိုနိုင်ငံရေးဝန်ကြီးရုံးမှာတုံးထုပြီးနိုင်ငံတကာမှာပညာရေးဆက်တက်ပြီးအဲ့နိုင်ငံမှာနေပလိုက်လို့ရတယ်ဗျာအဲ့တော့မြန်မာနိုင်ငံကအတိမတ်ပြုထားတဲ့ဒီပေါ့ G2G အဆင့်အတိမတ်ပြုထားတော့လက်မှတ်မရှိရင်ဒီဖက်နိုင်ငံမှာတင်ကြားဖို့ကမလွယ်ဘူးမလွယ်တဲ့ကြွကြောင့်မို့လို့ဒါနဲ့ပတ်သက်လာလို့ရှိရင်ပညာရေးနဲ့ပတ်သက်လာတိုးတက်လာနဲ့ပတ်သက်လာလို့ရှိရင်တော့တော်လိုင်းရေးဘက်ကလည်းတနည်းအားဖြင့်လုံးဝနည်းနည်းလေးပေါ့နော်ဟိုအမြင်ကြဲလေးတွေးတင်ပါတယ်ဥပမာဖြစ်ကိုက၄တန်းအောင်လက်မှတ်ဒီဟာရသွား၄တန်းအောင်လက်မှတ်အကျိုးမရှိမှအကျိုးရှိတယ်အဲ့၄တန်းအောင်လက်မှတ်ကို note ပြန်ပြီးတော့တုံးထုပြီးတော့တခြားနိုင်ငံမှာပြန်ဆက်တင်လို့ရတယ်10တန်းအောင်လက်မှတ်ရှိတယ်အဲ့10တန်းအောင်လက်မှတ်ကိုအစိုးရအဆင့်တုံးထုလိုက်နော်တုံးထုပါလို့ရှိရင်နိုင်ငံတကာမှာထွက်ပြီးပညာသင်အဲ့မှာပြန်မလာလို့ဘာဖြစ်လဲဗျာဟုတ်တယ်မလားဒါကိုခွင့်ရေးပဲကဘာကြီးမှာခွင့်ရေးရှိတယ်တောင်ဆုံးပိတ်ကိုမြန်မာနိုင်ငံမှာပွဲရတယ်အဲ့ပွဲအသုံးမကျဘူးလို့မပြောနဲ့မြန်မာနိုင်ငံကပွဲမှာလည်းနိုင်ငံတကာမှာကိုအရေးချင်းရှိလို့လိုတာပေါ့ဆက်ပြီးပညာတွေသင်ကြားလို့ရတယ်အဲ့တော့အခုပညာသင်တဲ့ကလေးတွေအကုန်လုံးကကိုယ့်အတွက်ကိုသင်နေရဆိုတော့သိဖို့လိုတယ်အဲ့တော့ကြောင့်မလို့ဘယ်အစိုးရအတွက်ဘယ်အယောင်တက်မှသင်နေရမှာမဟုတ်ဘူးမိမိအတွက်မိမိအသုံးချဖို့နောက်ဆုံးပိတ်အစိုးရနဲ့မပူပေါင်းဒီအစိုးရကမကြိုက်ဘူးကွာမကြိုက်ဘူးဆိုလို့ရှိရင်နိုင်ငံခြားထွက်မှာပေါ့ထိုင်းနိုင်ငံမှာသွားသင်မလားအင်ဒိုနီးရှားသွားနေမှာကြိုက်တဲ့နိုင်ငံသွားနေလို့ရတယ်ဟုတ်တယ်မလားအဲ့ဆိုလို့ကျွန်တော်ကပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်ရဲ့အမြင်အယူဆတွေကပြည်သူနဲ့နော်ပြည်သူရဲ့မှန်ကန်မှုပေါ့နော်တနည်းအားဖြင့်ပြည်သူအကျိုးစီးပွားပါမှာနော်ကလေးတငယ်တွေအကျိုးစီးပွားပညာသင်ကြားနေသူရဲ့အကျိုးစီးပွားအဓိကထားပါတယ်ဘယ်ဆိုရတော့မပါရက်တည်စရာမလိုပါဘူးဟိုတဲ့အမြဲလေးစားယုံကြည်အားပေးလေးရပါဟုတ်ကဲ့ပါကောင်းရင်ကျွန်တော်တခါမှမမှတ်မှုပါဘူးတဲ့ကိုမောင်စရင်တိုင်းအမှန်တိုင်းပြောနေတာကိုလေးစားမိပါတယ်ဟုတ်ကဲ့ပါဗျာနော်ကျေးဇူးတင်ပါတယ်9000 1000လောက်ထန်ရိုက်ပြီပေါ့ဗျာတဲ့အနှိမ့်ဆုံး9000ပေးရတော့ငတ်ပြီပေါ့ဗျာတဲ့9000ရဖို့တော့လွယ်တာမှမဟုတ်တာဟုတ်တယ်လေကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံမှာစနကျွန်တော်ပြောခဲ့ပြီးပြီလုတ်နိုင်ကင်နိုင်တဲ့သူတွေနော်ပညာအာနာပိုင်အတိုင်းဝိုင်းကပတ်စံတွေရနေတာလေသူတို့ရဲ့ဝင်ငွေတွေကနဲတာမှမဟုတ်တာခင်ဗျားတို့ကလည်းအဲ့ဒီ gate တွေဆိုတာပိုက်ဆံတွေကပိုးစုပတ်ဆက်ရနေတာအဲ့ဒီ gate တွေကိုနေရာရဖို့ဆိုတာသူတို့ကလည်းတတိယဖြစ်ဈေးကွက်ကြီးကရှိနေတာဈေးကွက်ကြီးရှိရဆိုတာကဥမာပြ gate တစ်ခုဘယ်လိုခေါ်လဲကျွန်တော်တို့ gate တစ်ခုမှနေရာရဖို့ဆိုလို့ရှိရင်မရဘူးခင်ဗျာသူတို့ကလည်းရင်းကြည့်အောင်လုပ်ရတာအဲ့ gate မှာနေရာရဖို့တော့အဲ့အထက်လူကြီးကိုပတ်စံဘဏ္ဍသိန်းပုတ်ဖြတ်ပေးထားရတာအဲ့တော့သူတို့ကလည်းအဲ့နေရာကိုရပြီဟေ့ဆိုလို့ရှိရင်ခင်ဗျားတို့စီကနေပိုက်ဆံတွေကောက်မှာကောက်တာကခင်ဗျားတို့ဒီလောက်ကောက်တာမှသူတို့အရင်ကြည်ရလားမသိသေးဘူးနော်သူတို့အရင်ကြည်ဖို့လိုတယ်သူတို့အရင်ကြည်ဖို့ကကောက်နေရတယ်ဘဝတွေဖြစ်နေတာအဲ့ဒါကိုလည်းဦးမင်းအွန်လိုင်းတို့ဒါကြီးကကြည့်နေတနည်းအားဖြင့်ချစားနေတာပြီနော်ဦးမင်းအွန်လိုင်းအစိုးရဟာချစားခြင်းကလီကမာလှုပ်ခြင်းပြည်သူလူထုကိုနွားလို့သဘောထားခြင်းပြည်သူလူထုကိုအနိုင်ကျင့်စော်ကားခြင်းကြုံပြုတ်ခြင်းဆိုတဲ့အစိုးရမျိုးပါအဲ့တော့အဲ့လိုအစိုးရမျိုးမဖြစ်ချင်လို့ရှိရင်တော့ဦးမင်းအွန်လိုင်းအနေနဲ့ကဓာတ်တွေကိုဆင်ခြင်ဖို့လိုတယ်ဒီလိုမျိုး gate တွေနော်ကောက်နေတာတွေဓမ္မတရားရိုက်နေရအားလုံးဟာ gate တွေဆိုလို့စစနာကျွန်တော်ပြောသလိုပဲနော်သူတို့ကဒီနေရာလေးရဖို့တော့ကခင်ဗျားတို့ပေးထားခန်းထားတာသူတို့ခင်ဗျားတို့ကောက်ပြီးတော့ခင်ဗျားတို့ဒီလောက်ကောက်ထားတာနော်ခင်ဗျားတို့ gate မှာဒီလောက်ကောက်တာခင်ဗျားတို့ဒန်ဒီလောက်ရိုက်ထားတာအောင်မှပဲသူတို့အဲ့ပတ်စံရတဲ့ပိုက်ဆံကသူတို့အရေးမကြေသေးဘူးသူတို့ကထပ်ပြီးရိုက်အောင်မှအဲ့တော့ဒီလိုခြားစားပျက်စီးနေတဲ့အုပ်ချုပ်ရေးရန်ရာကြီးဖြစ်နေတာလေနော်ဂိမ်းမနေရဖို့ကြိုတင်ပေးထားရတယ်နော်ခြေထဲမှာတိုက်နေတဲ့သူတွေနော်ဘခေါ်မဆိုတော့ဥပမာပြည့်ရဲဆိုလို့ရှိရင်ရဲလေးယောက်ပေါ့ဗျာနော်ဟိုမဲစာပုတ်ခံထားရဲတွေကြောက်ဖြူတို့နော်စစ်တွေတို့အဲ့ဒီမှာမဲစာပုတ်ခံထားတဲ့ရဲတွေဆိုလို့ရှိရင်အခုချိန်ထိမပြန်ရသေးဘူးနော်လုံးဝမပြန်ရသေးဘူးပြန်လုံးနဲ့မြောက်ဒုက္ခရောက်နေတဲ့သူကဒုက္ခအသက်ကုန်ရောက်နေတာတချို့ကြည်စံမှန်ထားတဲ့သူတွေတကယ်တမ်းတိုက်နေတဲ့သူနေရာမရတဲ့သူတွေတပုံကြီးအေးအဲ့လိုမျိုးဂိမ်းမျိုးမှာတော့
နေရာရဖို့ဆိုလို့ရှိရင်တော့ပတ်စံလည်းပေးရတယ်တကယ်ဘာမှအနစ်နာခံစရာမလိုငွေကြေးပေးနိုင်နေရကောင်းရငွေကြေးမပေးနိုင်တော့အချိန်တန်းမှာအသေးကြီးတိုက်ပဲအခုချိန်ကြီးအသေးကြီးတိုက်နေသူတွေအများကြီးရှိတယ်ငက်ပြတ်ပြီးတော့စစ်တပ်ရန်နေရရဲရန်နေရပေါ့နော်အုပ်ချုပ်ရေးရန်နေရမှာလည်းခြာစားပျက်စီးပြီးတော့စုပ်ပြတ်တတ်နေတော့အစိုးရရန်နေရကြီးပါဘာကြောင့်လဲဆိုရင်ခင်ဗျားဒီထဲမှာပဲပြန်လှုပ်ရှားနေကြတာတခြားလည်းလှုပ်ရှားလို့မရဘူးကုန်ထုတ်လုပ်ငန်းမရှိဘူးဗျာမြန်မာနိုင်ငံခင်ဗျားကုန်ထုတ်လုပ်ငန်းလည်းမရှိဘူးစီးပွားရေးလုပ်ငန်းရင်းနှီးဖို့ဆိုလို့ရှိရင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကလည်းထိထားတယ်နော်နောက်ထပ်ကျွန်တော်တို့ခေါ်မဆိုတော့ခီးသွားတွေဆိုလို့ရှိရင်တိတ်လာကြတာမဟုတ်ဘူးအဲ့တော့မြန်မာနိုင်ငံစီးပွားရေးဟာဘယ်မှလှုပ်ရှားစရာမရှိတဲ့ခါကျတော့ကို့အချင်းချင်းကို့ဌာနအချင်းချင်းကြားထဲမှာပဲပြန်ပြီးတော့တယောက်ကိုတယောက်ဖြန့်ချလှုပ်ရှားနေကြတယ်အဲ့တော့ခင်ဗျားတို့မှာအကန့်မရှိဘူးအချင်းချင်းဘယ်လိုခေါ်မလဲခင်ဗျားတို့မပေးနိုင်မကမ်းနိုင်ဘူးဆိုလို့ရှိရင်တော့ရဲဆိုလို့ရှိရင်အချိန်တန်းမှာမဲစာပုတ်ခန္ဓာကြောက်ပြူအခုချိန်ကြီးမပြန်ရတဲ့ရဲတွေတပုံရှိတယ်ကိုအသက်သေးတဲ့ရဲတွေအောင်ရှိတယ်ဟိုမှာနော်တော်တော်ကြီးကိုဒုက္ခရောက်နေမူရစေးပွားတွေဆွဲနေကြပြီစိတ်ဓာတ်တွေအရန်ကျနေတဲ့ရဲတွေတပုံကြီးပဲစစ်သားဆိုလို့ရှိရင်စိတ်ဓာတ်ကျနေတဲ့စစ်သားတွေအများကြီးရှိတယ်တခါတဲ့အသေးကြီးတိုက်နေရတာဂိတ်တွေကတော့သူတို့ကတော့ပိုက်ဆံတွေရတယ်နော်အဲ့တော့ရန်နေရကြီးတော့ဒီလိုမျိုးပျက်စီးပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေကြတယ်ဗျာနော်တချင်းတကြောင်းလောက်ဆိုပြပါအောင်မင်္ဂလာပါကိုမင်္ဂလာပါဟုတ်ကဲ့ပါဗျာမင်္ဂလာပါကိုမအခုချိန်မှာမြန်မာရပြည်သူကျွန်တော်ပြည်သူပဲအမြဲတမ်းပြည်သူဘက်ကအမြဲတမ်းရက်တည်မှာပါဗျာနော်ယုံကြည်ပါလူလက်တန်းစားတွေလည်းမွေးနေကြပြီကိုမအောင်လူလက်တန်းစားဆိုတော့မြန်မာပြည်ကပျောက်ကွယ်သွားမဲ့လူတန်းစားဖြစ်နေပါပြီနော်လူလက်တန်းမြန်မာနိုင်ငံလူလက်တန်းစားတွေဘယ်လိုခေါ်မလဲအခုအစိုးရကဗျာပြည်သူလူထုကိုဒုက္ခပေးတာဒီအစိုးရပဲခင်ဗျားဝေးမကြည့်နဲ့ခင်ဗျားတို့သုံးနေတဲ့ကားတွေအခုကားတွေခင်ဗျားကဗျာသူများနိုင်ငံမှာနော်သူများနိုင်ငံမှာကားဆိုလို့ရှိရင်ပတ်စံကျွန်တော်တို့စီမှာဆိုလို့ရှိရင်ပတ်စံဒီမြန်မာငွေပေါ့ဗျာနော်330လောက်ဆိုကားကောင်းကောင်းစီးနိုင်ပါလေစီးလို့ရတယ်ထိုင်းနိုင်ငံမှာ330လောက်စီးနိုင်တယ်မြန်မာနိုင်ငံကြပေါ့ဗျာဘာလဲဗျာနော်ဘယ်လိုခေါ်မလဲဆိုတော့330ရလားသူများနိုင်ငံမှာလုံးဝမစီးတဲ့ကားတွေမတ်တူးတို့ဘာတို့မြန်မာပြည်မှာအခု3ဘလောက်ပေးပြီးစီးနေရလဲတနည်းအားဖြင့်ဒါတွေဟာအစိုးရကိုယ်တိုင်ကပြည်သူလူထုကိုဒုက္ခပေးပြီးတော့မွဲပြအောင်ကြုံပြုထားတာဖြစ်တယ်နောက်တစ်ခုဆိုင်ကယ်တွေစီးတဲ့ကိစ္စဆိုင်ကယ်လိုင်းစင်တွေရန်ကုန်လိုမြို့တွေနော်မြို့တွေနေရာမှာဆိုင်ကယ်လိုင်းစင်တွေတည်တည်ချာချပေးဘာကြောင့်လဲဆိုတော့ကားတစ်စီးလမ်းပေါ်မှာရှိနေဆိုင်ကယ်6စီးစာနေရာရှိတယ်အဲ့တော့ကားတစ်စီးသွားရင်လူတစ်ယောက်ပဲသွားလို့ရတနည်းအားဖြင့်ကျွန်တော်ဆိုပြထားပါကားစီးပြီးသွားကားစီးသွားတနေရာအဲ့တော့ကျွန်တော်တယောက်တည်းခရီးသွားတာဆိုင်ကယ်6စီးစာဖြစ်တယ်အဲ့တော့ဆိုင်ကယ်လေးတွေသူ့ဟာသူသွားနေတာလေးတွေဟာတနည်းအားဖြင့်ရင်စည်းကမ်းလမ်းစည်းကမ်းအဖြစ်ပြည်သူလူထုကိုပို့ပြီးတက်တာစေတယ်ပြည်သူလူထုကိုကောင်းဖို့ပြည်သူလူထုဝင်ဘိုးတွေရော့ဖို့မစင်စားဘူးပြည်သူလူထုစီကနေပြီးတော့သူများနိုင်ငံမှာ330နဲ့စီးလို့ရတဲ့ကားကိုမြန်မာနိုင်ငံမှာ300နော်ဆိုတော့10စားလောက်ကအစိုးရကစားနေတာဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ဒါဟာပြည်သူလူထုကိုဒုက္ခပေးတာဘာလို့လဲခင်ဗျားတို့ပြည်သူလူထုကိုနိုင်ငံတကာဒုက္ခပေးနေတာမဟုတ်ဘူးနော်ပြည်သူလူထုကိုကျွန်ပြုတ်ပြီးတော့ကိုနင်းလာတာဟာဘယ်လက်နက်ကင်ကမှလည်းပိတ်ဆို့ထားတာမဟုတ်ဘူးနော်ဘယ် PDF ကလည်းခင်ဗျားတို့ပြဿနာပေးတာမဟုတ်ဘူးဘယ်တိုင်းသားလက်နက်ကင်မှမဟုတ်ခင်ဗျားတို့တကယ်တမ်းနော်ကားမစီးနိုင်အောင်ငတ်ပြအောင်လုပ်ထားတာကတော့အဲ့ဒီအစိုးရပဲလို့မှတ်ထားလိုက်ပါဘာကြောင့်လဲမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်လာပြောပါသူများနိုင်ငံလည်းလွှတ်ပေးလိုက်တယ်စီးကြပါစေဆိုင်ကယ်လေးတွေကားတွေလည်းစီးကြပါစေသူသားတင်တဲ့ဒီ EV လောက်စီးဖို့အတွက်လုပ်နေသလားမသိနော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုလဲတော့နိုင်ငံရေးတော့ဟုတ်ကဲ့ပါကျွန်တော်အစိုးရဝါသနာပါလို့တက်ပါနော်ကမောင်းနဲ့ကျမကြီးကူဆိုင်ပါတဲ့ကိုမိုင်းကြည့်ရတော့ပင်မနေပုံပဲရတယ်ကမောင်းနဲ့အရင်ကခင်ဗျာကိုကြည့်မရခဲ့တာတဲ့ဝန်ခံပါတယ်အခုတော့ခင်ဗျာစိတ်ထားလေးကိုသိလိုက်ရပါပြီကျေးဇူးတင်ပါဟုတ်ကဲ့ပါနော်ကျေးဇူးအများကြီးတင်ပါကျွန်တော်နားလဲပေးရတော့ကျေးဇူးတင်ပါတယ်မှန်တာပေါ့တဲ့တရက်ကို73စီတဲ့ဂါလန်တသန်းလောက်သွင်းကုန်ခြေတာနိုင်ခဲ့တယ်ဆိုပြီးတော့ကြံဖန်ပြီးဂုံစာလေးဟာဘာများပြောချင်လဲတဲ့73စီခြေတာခြင်းပါလေနော်73စီခြေတာတယ်ဆိုတာကခြေတာလားဘယ်ခေါ်မလဲဆိုမခြေတာတဲ့နာခြေတာရင်မပါတဲ့နာပါသွားတတ်တယ်ဆိုတာရှိတယ်လို့နော်မခြေတာတဲ့နာကြတာမခြေတာဘူးအဲ့တော့73စီခြေတာခြင်းအဖြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသလားအဲ့ဒါကြည့်ရမယ်လေနော်အဲ့တော့ခြေတာတင်တာပဲခြေတာပါ
73စီချွေတာပြီးဆိုမှတော့တနည်းအားဖြင့်အခွန်ကနေစပြီးတော့ပေါ့ဗျာနော်ဟိုလုပ်ငန်းကင်ငန်းတွေအထိကအလုံးမလုပ်တော့ဘူးအဲ့တော့ရက်သွားတဲ့လုပ်ငန်းတွေဒုက္ခရောက်သွားတဲ့သူတွေဘဝပြတ်သွားတဲ့သူတွေဒီ73စီချွေတာခြင်းကြောင့်ဘယ်လောက်ထိဒုက္ခရောက်သွားလဲအဲ့တော့အရာရာမှာ downside ဆိုတာရှိတယ်ဘာပဲလုပ်ပေးထွက်ဆိုကြဆိုတာရှိတယ်အဲ့တော့မစာတင်တာကိုမစားပါနဲ့ဒါစာတင်တဲ့အရာမဟုတ်ပါဘူး73စီဆိုတာဘယ်သူမှမလိုအပ်ဘဲနဲ့ထွက်ပြီးတော့ပိုက်ဆံအောင်ဖြုံးနေတဲ့သူမပါပါဘူးမြန်မာနိုင်ငံမှာအဲ့လောက်ဒီပတ်စံဖြုံးနေတာဆိုလို့ရှိရင်ခင်ဗျားတို့ဆွမ်းနာကလူတွေကိုဒဏ်ရိုက်နေတဲ့သူတွေနော်လူအာနာပိုင်အတိုင်းဝိုင်းနေနော်အရာရှိအတိုင်းဝိုင်းနေပဲရှိပါတယ်အဲ့တော့73စီကိုခြွေတာလိုက်နိုင်တယ်ဟေးဆိုလို့ရှိရင်တော့တေချာတဲ့လုပ်ငန်းလေးတွေစီးပွားရေးလုပ်ငန်းလေးတွေကတော်တော်များများရပ်သွားပါပြီတော်တော်ဒုက္ခရောက်သွားအဲ့တော့နိုင်ငံရဲ့စီးပွားရေးတနည်းအားဖြင့်အနှုတ်လက္ခဏာဘက်ကိုပြသွားတယ်လို့ပြောလို့ရတယ်အဲ့တော့73စီမချွေတာတင်တာကိုချွေတာမပါတင်တာပါသွားတတ်တယ်အဲ့တော့အားကြောင့်မို့လို့တနည်းအားဖြင့်နော်အတွင်းရမောင်းပြီးတော့သွားမချွေတာပါနဲ့ဗျာနော်အဲ့လိုပဲပြောပါ